အားလုံးမင်္ဂလာပါလို့ခရိုနာမနိုင်နှုတ်ခွန်းဆက်တာရပါပြီအချာခါကောင်းကိုပြင်ဆင်ပေးတဲ့ဖျားသခင်နာမတော်တာနဲ့ဘူးကြီးပါစေအခုကျွန်တော်ဒီနေရာကနေမိခင်တီတော်မပါစတာများတိထောက်လူကြီးများညီကိုမောင်နှမများအားလုံးကိုကျုပ်တင်စကားပြုတ်ခွင့်ရတဲ့အတွက်ဝတ်တာမိပါတယ်ဘေဒလာအေဝလီနှစ်ချင်းအတင်းတို့ကို2012ခုနှစ်မေလ20ရက်နေ့ကနေ2017ခုနှစ်တိုင်အောင်လာပြပို့ဆောင်တော်မူသောဖျားသခင်ကျေးဇူးကိုချီးမွမ်းပါတယ်ဒီနေ့2017ခုနှစ်ဇွန်လ16ရက်နေ့တွင်ဘုရားသခင်မျက်နှာထောက်ထားပြီးတော့မှဗိမာန်တော်ကိုမြောက်များစွာအကုန်ကြက်ခါပြီးထပ်မပြင်ဆင်ပေးတဲ့အတွက်လည်းမိခင်တီတော်ထူးပင်တီတီစီချောင်းဖော်ပြလိုပါတယ်ဒါပေမဲ့ကတဲ့ပဲဥပ္ပယဆောင်ကိုပြည့်စုံစွာပြင်ဆင်ပေးတဲ့အတွက်လည်းကျုပ်တင်စီချောင်းထားလောင်ပြီးတော့ပြောလိုပါတယ်ပေတလအေကလင်းနှစ်ချင်းတင်းတော်အတီတော်များဗိမာန်တော်နေရာတိကျတီစီပြီးဖြစ်တဲ့အတွက်အလွန်ဝတ်တာကြပါတယ်ဒီနေ့တွင်မှာကုံကျဲနှုတ်အင်မတာမအသမတာမိတက်လာတဲ့အတွက်မိသားစုတို့ကျွန်တော်တို့မိသားစုကစားအတင်းတူတအားလုံးအခက်ကြုံကြရပါတယ်ဒီလိုအခက်ကြုံတဲ့အချိန်မှာပဲမိခင်တီတော်မှာများများစွာကိုမြင်ထောက်ပပေးတဲ့အတွက်အထူးပင်ကျုပ်တို့ရှင်းကြောင်းပြောလိုပါတယ်အတင်းတူတမ်းမြတ်လည်းဝမ်းတာလုံးလုံးဝမ်းတာမြည်ကြတယ်ဆိုတာကိုလည်းပြောကြားချင်ပါတယ်ဒီနေ့အော်တိုမာလာနေ့ချင်းနေ့တွင်ဦးကျေစီမွန်နဲ့စူပါတာတို့မှတမီလေးတို့ကိုဖွာမြင်ခဲ့ပါတယ်2023ခုနှစ်နိုဝင်ဘာလအထိတမီလေးအပါဝင်အတင်းတူတဲ့အားလုံးစုစုပေါင်း52တို့ကိုဖျားသခင်ကကောင်းချီးပေးခဲ့ပါတယ်နောက်ပြီးတော့အော်တိုမာလာ29ရက်နေ့နဲ့30နေ့တို့တွင်တင်တာပြုလုပ်ပြီးတင်တာတက်ရောက်သူဥယေ50မှတ်ထားတော့လေဇာတိဥတို့အခြေအနေကြောင့်တင်တာတက်ရောက်သူ30ဦးတာတယောက်နိုင်ခဲ့ပါတယ်တို့တော်လည်းဖျားသခင်ကတိတ်ခါရစာပေဟုံးကိုတုံးပြုချမ်းဖြင့်တင်တာတယောက်ကြတော့တင်တာသူအားလုံးဝိ